ကျွန်တော်နဲ့ဖက်နှက်လေးများမမတ်ဆက်ဆက်ထိုင်ကြည့်ဘူးတဲ့အထဲမှာလက်သမားဆရာကြီးတယောက်စီးတဲ့ရာဘာဖက်နှက်အပြောင်လေးပါဘူးတယ်တကယ်တော့ဖက်နှက်သေးကျိုးနဲ့အောက်ခံဆိုးအပြာပါအပေါ်လောအဖြူအောင်ကတော့တစုံတစ်ပဲပဲကျန်တော့လောက်ပွန့်ရှာနေပါပြီခြေချောင်း၅ချောင်းအရာအကွင်းဘယ်ဘက်တစ်ဖက်မှာခေါင်းကျင်းနှန်းကျိုးနဲ့ဖောက်ပြီးတွေ့ထားတယ်လက်သမားဆရာကြီးရဲ့လက်ခနဲ့ဝင်ငွေကတရက်ကို9000ဝန်းကျင်ရှိရဲ့တကယ်ဆိုဖက်နှက်တရံကိုအဲ့လောက်ဆိုးအောင်မစီးလဲဖြစ်မှာပါဒါပေမဲ့ပြုတ်ထွက်သွားတဲ့ဖက်နှက်ခေါင်းကိုကျိုးနဲ့တုပ်လိုက်တော့သူ့သားလေးခြေပွားအောင်မှာဗန်တန်ဖက်နှက်လေးရောက်ချင်ရောက်လာမှာပေါ့ကျွန်တော်ခံစားမိရဲ့ဒီဖက်နှက်တရံရဲ့နွမ်းလျားရဲ့ပြရုပ်ကဖခင်တူရဲ့တောက်ပရဲ့မေတ္တာတရားပဲလို့ကျွန်တော်ငယ်ကအဖေဟာသူမန်းလေးရပြန်လာတိုင်းအကောင်းစားရုပ်တွေဝယ်လာပြတတ်တာအမှတ်ရမိတယ်အသက်ကြီးလာတဲ့အခါအဖေကိုအချို့သောအကြောင်းတွေကြောင့်မချစ်တော့ပေမဲ့အဲ့ဒီတော့အရုပ်ကလေးတွေတော့အခုဒီစိတ်ကူးထဲမှာတော့ညနိုးစေဝယ်ပေးခဲ့တဲ့အဖေကိုလည်းကျေးဇူးတင်သေးပဲဒါပေမဲ့ဖက်နှက်လေးနဲ့ပတ်သက်လို့မမရရငယ်တုန်းကယူမတက်လိုချင်ဘူးခဲ့တဲ့တူပီလက်ရှိဖက်နှက်နေအောင်လေးကိုတော့အဖေကဝယ်မပေးခဲ့ဘူးဘယ်တော့မှမရခဲ့တယ်လို့အခုလည်းမလိုချင်တော့အလေတန်းနဲ့အထက်တန်းကျောင်းသားဘဝမှာတော့ရွှေလေးပြတစ်စိတ်တေးဖက်နှက်လေးရှိတယ်ကိုကဘယ်တော့မှဖက်နှက်မမားတော့ဘူးကျောင်းကန်းရှိကျူရှင်လေကားချင်းစားတဲ့နေရာတွေမှာအယောင်တူစိုက်တူဖက်နှက်ပေါင်းများပါရောပြီးချွတ်ထားရင်တော့မမအောင်သူများဖက်နှက်ကိုရှိုးကြည့်လိုက်ရင်အေးဆက်နေသလိုခံစားရပြီးကိုဖက်နှက်လေးနဲ့ကိုမှနှွေးထွေးဒီလိုနဲ့တက္ကသိုလ်ကျောင်းသားဘဝရောက်တော့ကျေဝင်းပုံလေးပါတယ် Convert of the ဖက်နှက်လေးရောင်စုံလေးပါကိုမှရှိရယ်အဲတော့ငယ်ကြီးကကိုမွေးနေ့မှာ Ofter ညူအောင်လေးမွေးလက်ဆောင်ပေးခဲ့တယ်သူက Ofter ဖက်နှက်မကြိုက်ပေမဲ့ Ofter နဲ့ skinny jean ဝတ်တဲ့ကောင်လေးဆိုသဘောကျတယ်လို့ပြောတယ်တခါတော့ဖက်နှက်နဲ့ပတ်သက်ပြီးအမေကိုလိမ်မှုတယ်အဲဒီတော့အမေကဖက်နှက်သေးဝယ်ဖို့ငွေ2000ပေးခဲ့တယ်ဒါပေမဲ့ကိုက6000နဲ့ဖက်နှက်ဝယ်ပြီး2000ပေးရတယ်လို့လိမ်ခဲ့တယ်ပိုတဲ့ငွေကိုတောင်းဝင်ပြီးပွင့်ထည့်ရယူမကြီးအတွက်အပြောင်တီရှပ်တစ်ထည်ဝယ်ပေးခဲ့ပြီးတော့အရက်ပပူးနဲ့စကားအလွန်များရဲ့ယူမလေးကိုလည်းလဲတန်းမှာကြေးဝယ်ကျွေးခဲ့တယ်အမဖြစ်သူဘန်ကောက်သွားတော့လဲဘာဝယ်ခဲ့ရမလဲမေးရကျွန်တော်ကတော့မယူတန်းကိုဖက်နှက်ပဲလိုချင်တာပါဟိုကဝယ်လာပြီးလို့မတော်ရင်ပြန်လဲလို့မရမှလည်းစိုးရင်ဒီဖက်နှက် site တွေမတူမှလည်းစိုးနဲ့နောက်ဆုံးတော့ကျွန်တော်ခြေထောက်ကိုကျိုးနဲ့တိုင်အဲကျိုးလေးကိုဘန်ကောက်ထိယူသွားတော့ပါပဲဘန်ကောက်မြို့ရဲ့ Ofter ဖက်နှက်ဆိုင်များရာဇဝင်မှာကျိုးတစ်ချောင်းပြပြီးဖက်နှက်လာဝယ်တဲ့အဖြစ်ပြက်နှစ်ခါရှိမှမထင်ဘူးတခါလဲကြောင်မြောင်းထဲမှာနေတော့ခမမိုက်တငယ်ချင်းတယောက်ကကိုဖက်နှက်ကိုယူစီသွားပြီးပြန်လာမပေးလို့သူ့အိမ်ပေါ်အထိခက်တီတီတက်ယူလှုပ်တောင်မဆက်ပဲပြန်ဆင်းလာခဲ့ဘူးတယ်ဖက်နှက်တဲ့လေးပြောက်တော့လဲအသေးအကျေဝမ်းနေဘူးတယ်ကိုယ့်ရဲ့ဖက်နှက်လေးများရဲ့လူငယ်ဘဝအဲ့လိုလုံးလဲချလဲလိုက်နေတော့ပါပဲတစ်ဖေးပိုင်းထိုင်တငယ်ချင်းဖက်နှက်တရံကိုဖြတ်တန်းမှုရဲ့သမိုင်းထောက်ထားပဲကွာလို့ပြောတော့တငယ်ချင်းကဒါဆိုရင်ဖက်နှက်မရှိနိုင်တဲ့လူတွေရောတဲ့သူကမေးတော့ကိုငေးသွားတယ်ပြီးတော့တွေ့ဆဆလေးပေနေပါပဲဖက်နှက်မရှိနိုင်ခဲ့ဘူးဆိုတော့သမိုင်းကြောင်းပေါ့ကွာလို့တူပြောပြတယ်ကျွန်တော်ဘဝတစ်လျှောက်ပိုင်ဆိုင်ခဲ့ဘူးသူများဖက်နှက်လေးတွေကိုမမိနေပြီဖက်နှက်လေးတွေကပြန်ပြောပြအစဖော်ပြတတ်တဲ့ပုံမြင်လေးကျွန်တော်မှရှိခဲ့ပါတယ်